ဒီငှက်ဓမ္မပမ်ခါကတူအတက်ကိုမျိုးဖွားရာတီထစ်ပါတယ်သူမတီနှစ်တကျင်းသာအဖိုးတန်းဥတလုံးထုတ်လုပ်နိုင်ပါတယ်ဒီအခွင့်အရေးကိုလွတ်သွားမယ်ဆိုရင်ငှက်တဖို့ပမ်ခါကတူကနောက်ထပ်နှစ်ကြာစောင်းအားပါမယ်အဖေဖြစ်နိုင်မှုအတက်ဒါကြောင့်ငှက်တဖို့ကပြီးဆုံးတဲ့အိမ်တလုံးကိုအမြန်ဆုံးရှာဖွေရန်လိုအပ်ပါတယ်သူ့အဖေငှက်ဓမ္မကလုံခြုံတယ်လို့ခံစားပြီးအနာဂတ်ကလေးကိုပြုစုပြောထောင်နိုင်မယ့်နေရာတစ်ခုကိုရှာရပါတယ်ပမ်ခါကတူငှက်ဓမ္မကတားပေါက်နေရာရွေးရမှာအလွန်ရွေးချယ်တတ်ပါတယ်ငှက်တဖို့ကအတွင်းပိုင်းလွတ်နေပြီးခိုင်မာတဲ့တစ်တုံတစ်ခုကိုရှာရပါမယ်အောက်ခြေမှာတော့မပစ္စည်းပဲခိုင်ခန့်ရပါမယ်ပြီးခဲ့တဲ့10နှစ်အတွင်းတောမီကြီးတစ်ခုကဒီတောကိုဖျက်သွားခဲ့ပြီးတားပေါက်ရန်တင့်တော်တဲ့တစ်ပင်များစွာကိုဖျက်ဆီးပစ်ခဲ့ပါတယ်ဒီတစ်တုံကအတွင်းပိုင်းကျယ်ပြန့်ပေမဲ့အောက်ခြေကမီးလောင်ပြီးပျက်စီးနေပါတယ်ရှင်းပါတယ်ဒါကမလုံလောက်ပါဘူးဒါကြောင့်ရှားဖွေမှုဆက်လက်လှုပ်ဆောင်ရပါတယ်နောက်တစ်ပင်တစ်ပင်ကကောင်းမွန်တော့ထင်ရပေမဲ့မွေတွေလအိမ်လုတ်ပြီးနေထိုင်နေပြီးသားဖြစ်ပါတယ်တင့်တော်တဲ့တားပေါက်နေရာကိုရှားဖွေခြင်းဟာလွယ်ကူမဟုတ်ပါဘူးနောက်ဆုံးမှာတော့အတွင်းလွတ်ပြီးဆုံးလို့ထင်ရတဲ့မြင်မာတဲ့တစ်ပင်တစ်ပင်ကိုငှက်တဖို့ရှာတွေ့ပါတယ်ငှက်တဖို့ကငှက်ဓမ္မကိုခေါ်ဆိုပြီးစစ်ဆေးကြည်ရန်ဖိတ်ခေါ်ပါတယ်ဒါပေမဲ့ငှက်ဓမ္မကအပြင်ပိုင်းပုံစံနဲ့သာမယုံကြည်ပါဘူးသို့တော့ငှက်တဖို့ကလက်မလျော့ပါဘူးသူကတစ်ကိုင်းမြကိုနှုတ်ခမ်းနဲ့ကွက်ယူပြီးအတွင်းတို့ချထားကဥကိုထားနိုင်လောက်အောင်ခိုင်မာတဲ့အခြေခံတစ်ခုကိုတေးချစွာတည်ထောင်ပါတယ်နောက်ဆုံးမှာတင့်တော်တဲ့အိမ်ဆောက်ပြီးစီးပါတယ်သို့တော့ငှက်ဓမ္မကယုံကြည်မှုမရှိသေးပါဘူးအဲ့ဒီအချိန်မှာငှက်တဖို့ကသူ့ရဲ့လျှို့ရှို့လက်နက်ကိုပြင်ဆင်ပါတယ်ဒီရိစံလောကထဲမှာမတွေ့ဘူးတဲ့ပြသမှုတစ်ခုပါတင့်တော်တဲ့အရွယ်စားရှိတဲ့တွတ်တစ်ချောင်းကိုရွေးပြီးတစ်ပင်စီဖြန့်လာကခြေနဲ့တင်းဆိုခိုင်းပြီးတစ်တုံးကိုတန်းစင်လိုက်ထူတီးစတင်ပါတယ်နှရှိပြီးတန်းရောင်ပြင်းတဲ့အတန်ကတော်အတွင်းပြန်လေထွက်ပေါ်နေပါတယ်ဒါကသူ့ရဲ့ message ပါဒီအိမ်ကခိုင်ပါတယ်ဒီအိမ်ကလုံခြုံတယ်ဒီနေရာဟာကျွန်ုပ်တို့ရဲ့အနာဂတ်အတွက်ဖြစ်ပါတယ်နောက်ဆုံးမှာတော့ဒီပြသမှုအောင်မြင်ခဲ့ပါတယ်ငါဓမ္မကပိုနီးကစားကြီးရှုရန်ပြန်သွားလာပါတယ်သူမရဲ့ပါပင်ပေါ်အနီရောင်ကအားလုံးကိုပြောပြနေပါတယ်ငါဓမ္မသဘောတူလိုက်ပါပြီဒီနေရာမှာပဲသူတို့ဥထားပြီးနောက်မျိုးဆက်ကိုပြူစုပြိုထောင်ကြပါလိမ့်မယ်